အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ AI Stories by Asian Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်နော်။ Channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးနော်။ညောင်ဝိုင်းရွာလေးမှာတော့မဟာသိန်းကြံပွဲတော်ကြီးကိုနှစ်စဉ်ထပ်ပိုးပြီးစီကားတိုင်းငယ်စွာကျင်းပနေကြခြင်းဖြစ်သည်။သို့တော်လည်းကုန်စည်နှုန်းတက်မှုစီစေးတက်မှုတွေကိုအသေးနာကထိုင်းရီအိုးတဲ့ခေါင်းဆိုင်ပြီးဘဝကိုအရှုံးပေးခဲ့တဲ့ထိုင်းရီသမားလေးအာယူတယောက်ကတော့ထန်းတော်ထဲမှာပဲအချင်းကုန်နေပါတော့တယ်။သူကထိုင်းရီကိုတဝကြီးတောက်လိုက်မူးလာရင်ရွာလေလမ်းမှာဟိုရင်းဒီရင်းနဲ့တိုင်းကွက်တဲ့နင်းလိုက်အချိန်တန်ရင်ထန်းတော်ထဲပြန်သွားအိတ်လိုက်နဲ့သူ့ရဲ့တင့်ကြံအခါသာမရကိုအကျဉ်းနဲ့ကြီးကျဉ်းနဲ့ကဖျက်တမ်းနေပါတော့တယ်။မမြပေမူးနေစေကမူသူ့လိုမူးမူးလေးပဲပဲလေးထိုင်းရည်သမားလေးကမှချစ်လာကြီးရဲ့ကြိုက်လာကြီးရဲ့ဆိုရဲမိမြတ်တယောက်ကတော့ရွာတောင်ပိုင်းမှာကြီးတော်လုံးတင်တဲ့အတူနေပါတဲ့လေမိန်းမတွေကလည်းဩပါနော်တကယ်တော့သူတို့နှစ်ယောက်ကဒီနှစ်သိန်းကျန်လွန်တာနဲ့တပြိုင်နက်နှစ်ယောက်တဘောတိဆောက်ရန်တိုင်ပင်ထားခဲ့ကြပြီးဖြစ်သည်နှင်းမြကလည်းအရန်တောက်တဲ့ကိုအာယုကိုမှပိုင်ဆိုင်ချင်ပါတယ်တဲ့လေနှင်းမြတိတ်တိတ်ဆိုနော်ဒီလိုနဲ့မဟာတင်းချာနောက်ဆုံးနေ့ဖြစ်တဲ့နှစ်ဆန်းတရက်နေ့မှာတော့ရွာထဲမှာတကြီးရွယ်အိုများကိုစုပေါင်းကရွာဦးကျောင်း၌ကတော့ကြလေသည်ညောင်ကိုင်းရွာရဲ့ချစ်စရာဒလိတစ်ခုပင်ဖြစ်တော်သည်အခြားတစ်ဖက်မှာတော့အာယုတယောက်ကအမောင်ရိတ်သေးကနေကြီးတော်လုံးတင်ကရွာဦးကျောင်းတက်ကြီးပူဇော်ပွဲသွားတာကိုအခွင့်ကောင်းယူကနှင်းမြတယောက်ထဲရှိနေမိဟုတွေးပြီးတင်းထန်အပီကိုမစောင့်နိုင်တော့ပဲအတော်ဖြစ်ကနှင်းမြညက်တွေ့ရင်အိမ်ထဲဝင်လာတော့သည်အကိုအာယုတော်တော်ဆိုးထို့နောက်အာယုတယောက်ကလည်းသူ့အကြံစီကိုစတင်အကောင့်ထဲပေါ်ပါလေတော့သည်哎呦我的妈အရက်ရှင်ကလည်းတက်နေတော့အာယုတရံဘလောက်တောင်သူ့အရက်အစီကိုအကောင့်ထဲပေါ်မိမှန်းမသိဘူးပေါ့စက်တက်ထားသလိုကိုအရက်မြန်နဲ့အာယုတရံကညလုံးကဲပြီးနောက်တနေ့နဲ့ရောက်တဲ့ခါမှာတော့ရွာလူကြီးဦးဖို့စီအိမ်မှာအာယုတယောက်မိမိလုခဲ့တဲ့အမအတွက်တာဝန်ယူရတော့မှာပါဒါပေမဲ့သူမှားခဲ့တာကသူ့ချစ်သူနှင်းမြမဟုတ်ပဲကြီးတော်လုံးတွင်ကိုမှားခဲ့မိခြင်းဖြစ်တော်သည်အမှန်တော့နှင်းမြကကြောတဲ့နေရာမှာရှိပြီးကြီးတော်လုံးတွင်ကနေမကောင်းတာကြောင့်အိမ်မှာကြံခဲ့ခြင်းဖြစ်တော်သည်မူးရင်မမောင်းနဲ့မောင်းရင်လည်းမမူးကြပါနဲ့နော်တော်ကြအာယုလိုနှစ်တိုင်းကြောနေရဲ့ကြီးတော်လုံးတွင်နဲ့ညားနေပါအောင်မယ်နော်